はい、皆さん、こんにちは。ကျွန်တော်ဒီနေ့မှာပေါ့နော်ဒီဘိုးဘွားတွေကိုထမင်းကျွေးတဲ့အခါဘယ်လိုပြုစုဆောက်ရှောက်ရမလဲပေါ့နော်အဲ့လိုဘ ഹു တရတွေနဲ့ဒီဘိုးဘွားတွေကိုထမင်းကျွေးနေတဲ့အချိန်မှာဘယ်လိုစကားပြောလေးပြောရမလဲပေါ့နော်ဆိုတော့အဲ့ဒါလေးတွေကိုမျှဝေသွားခြင်းပါတယ်အဲ့တော့နမူနာစကားပြောလေးနဲ့ပေါ့နော်လေ့လာကြည့်ရအောင်အဲ့တော့ကျွန်တော်တို့ဘိုးဘွားကိုကျွန်တော်တွားခေါ်မယ်ပေါ့နော်田中さん朝ごはんの時間ですよでジャバトゥナメリをခေါ်တယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့က朝ごはんの時間ဆိုတော့ကျွန်တော်တို့မနက်စာစားမယ့်အချိန်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တခါတည်းပြောရမှာဖြစ်ပါတယ်မနက်စာလားနေ့လယ်စာလားညနေစာလားပေါ့နော်အဲ့တော့အာဇာကောဟန်ဟီလူကောဟန်ဒါမှမဟုတ်လေယူကောဟန်ပေါ့နော်ဒါမျိုးလေးဘန်ကောဟန်တို့ပါလို့ပေါ့နော်ဒါမျိုးလေးတွေပြောလို့ရပါတယ်เนาะအဲ့တော့မနက်စာစားရမယ်ချိန်နေ့လယ်စာစားရမယ်ချိန်ညစာစားရမယ်ချိန်ဖြစ်ပါတယ်ဆိုတော့အဲ့လိုပြောလိုက်တဲ့အခါကျတော့ဖိုးကတခါတည်းတန်းတည်တာပေါ့နော်ဒါနေ့လယ်စာစားကြအောင်ရောက်ပြီဒါညစာစားကြအောင်ရောက်ပြီဆိုပြီးတော့တန်းတည်မှာဖြစ်ပါတယ်အဲ့တော့နောက်တစ်ခုကကျတော့ဂျီဘောနာစိတ်ကိနီခီမာရှော့ကတဲ့ဘယ်ကိုသွားမလဲပေါ့နော်ဒီမခုတက်ခီပေါ့အီခီစာခီလို့ပဲပြောပါတော့နော်သွားမယ်နေရာကိုကျွန်တော်တို့ရှင်းပြမှာဖြစ်ပါတယ်အဲ့တော့ကိုယ့်ရဲ့ထိုင်ကုန်လေးကိုသွားကြရအောင်တဲ့အဲ့လိုမဟုတ်ဘဲနဲ့တော့ဘယ်လိုပြောလို့ရလဲရှကူဒိုနီအီခီမာရှော့ကနော်ထမင်းစားဆောင်သွားကြအောင်လားရတာပဲနော်အဲ့တော့ကိုမှဒီမှာကိုသွားခြင်းနဲ့ခေါ်သွားခြင်းတဲ့နေရာလေးကိုပေါ့နော်အဲ့ဒါလေးတစ်ချက်ပြောပြပေးပါအဲ့တော့ဖဖွားကတနခါဆန်ဘာပြန်ပြောမလဲစွမ်းနာကြီးကန်ですねအော်တဲ့အဲ့လိုအချိန်တော့ရောက်ပြီလားတဲ့နော်အဲ့တော့ तू ခါလေးကျရင် तू ပြန်ပြောအော်မိုဟီရူမိုအာဆာကောကန်ですねလို့ပါတော့ဒါမှလေ तू ပြန်มาပေါ့အော်နက်စာစားကျင်တော့ရောက်နေပြီလားတဲ့နော်ဒါမှမဟုတ်လည်းနေ့လည်စားကျင်တော့ရောက်နေပြီလားဒါမှမဟုတ်လေသူတို့ပြန်ပြောတတ်တယ်ပေါ့နော်အဲ့တော့ तू ကဒီမှာတော့အတာတကြီးနဲ့ तू ကသွားမယ်တဲ့ eco ကတဲ့သွားပါမယ်တဲ့ထမင်းစားဖို့ခေါ်ရင်တော့တော်တော်များများတော့မငင်းဘူးပေါ့နော်သွားကြလိုက်ကြတာများတယ်ပေါ့အဲ့တော့ဒီမှာတော့ထွေထူးအဲ့လိုမျိုးငင်းတာမျိုးတွေတွေ့ရမှာတော့မဟုတ်ဘူးပေါ့နော်အဲ့တော့ဝင်တဲ့ကဘာထက်ပြောလဲဆိုတော့အတူဂေါဖုန်ကိုတိုင်းစတာတာတဲ့ဂေါဟန်ကခိမတ်စီရောတဲ့အဲ့တော့နောက်ထပ်ပေါ့နော်9မိနစ်လောက်နေလို့ရှိရင်တဲ့ထမင်းလာပါမယ်တဲ့ရှော့ရှော့မချီကူရာဆိုင်နော်ခဏလောက်ဆောင်ပါတဲ့ဆိုအဲ့တော့ထမင်းစပွဲကိုသူ့ကိုခေါ်သွားပေးတယ်နေရာချပေးတယ်ပေါ့နော်ပြီးတဲ့အခါမှာထမင်းဘယ်လောက်ကြာမလဲဆိုတဲ့ဟာကိုဘယ်ချိန်လောက်ဆိုရင်တော့ရောက်မလဲဆိုတာလေးကိုကျွန်တော်က style တွေပေါ့နော်ပြောပြပေးရတယ်မဟုတ်လို့ရှင်ဖွားထမင်းကလာတော့မှလားမလာသေးဘူးလားဒါမျိုးပဲပေါ့နော်ဘယ်တော့လာမှလည်းမသိဘူးဆိုပြီးတော့ဆက်နေငယ်အဲ့လို level ထမင်းရောဖြစ်နေမှာပေါ့နော်ဆိုတော့ကျွန်တော်ဆိုရင်လည်းအဲ့လိုပဲလေနော်ဟိုထမင်းလာချပေးမယ်ဟိုထမင်းထားပါတော့စားတော့ဆိုင်နေပါမှာဆိုလည်းအဲ့လိုပဲအခုကမှားပြီးလို့ရှင်မလားဆိုမျောတတ်တယ်ပေါ့နော်အဲ့လိုမျိုးပါပဲဒီမှာလည်းအချိန်လေးပြောပြလိုက်တော့အော်တိတ်မကြတော့ဘူးပဲဆိုတာမျိုးလေးဖြစ်တတ်တယ်ပေါ့နော်ဆိုတော့မထားပါတော့အော်တိုဂျူဖုန်ကိုတိုင်းအော်တိုဂျူကော့ဖုန်ကိုတိုင်းတော့ဒီလောက်လေးနော်ပြောပြပေးတာတော့အကောင်းဆုံးဖြစ်ပါတယ်အဲ့တော့ကိုကဆောင်ခိုင်းမယ်ဆိုလို့ရှိရင်ဒီမှာတေချာပေါပြောတဲ့စကားလုံးလေးနော်ရှော့ရှော့ဥမာကြီးကူရာဆိုင်နော်အဲ့တော့ခဏလောက်ဆောင်ပေးပါဒါမျိုးလေးပေါ့နော်ချော့တမတဲ့ကူရာဆိုင်ရတော့မှအလေလက်လောက်ပေါ့နော်ဆိုတော့မော်စကိုရှိမတေကူရာဆိုင်တော့ပါဒါမျိုးလေးတွေပြောတင်တယ်ရှော့ရှော့မချီကူရာဆိုင်မပြောနိုင်တော့မော်စကိုရှိမတေကူရာဆိုင်ဆိုတာလောက်ကတော့အဆင်ပြေပါတော့ချော့တမတေကူရာဆိုင်တော့တိတ်တော့မကောင်းဘူးဆိုပေမဲ့လည်းမကန်မှာသုံးနေကြတာပဲပေါ့နော်ဆိုတော့မော်စကိုရှိမချီကူရာဆိုင်တော့ပါတော့ပေါ့နော်ဒါမျိုးလေးတွေပြောပေါ့အဲ့တော့ဟိုက hi တဲ့ပြန်ပြောတယ်ပေါ့နော်အဲ့တော့ saki ni တဲ့ကျွန်တော်ဘယ်လိုထပ်ပြီးဘယ်လိုပြောတင်လဲဆိုတော့ saki ni ocha odo ဆိုတဲ့နော်သူဒီတိုင်းထိုင်နေရမှာလဲဆိုလို့ရှိရင်ရင်းနှီးလေးပါလေးတောက်ထားနေဆိုတဲ့ပုံစံမျိုးလေးနဲ့ပေါ့နော်အဲ့တော့ ocha do ဆိုရင်းနှီးလေးဒါလေးတွေကလုံးတင်တယ်နော်ရင်းနှီးလေးပါလေးချပေးတင်တယ်ပေါ့နော်အဲ့တော့ mother asri တဲ့စီရောမပူတယ်ဆိုပူတယ်ပေါ့နော်မပူဆိုမပူပေါ့တချို့ခေတ်ရမှာကျတော့မခေါ်ခင်နေရပေါ့နော်သူကိုသွားမခေါ်ခင်နေတော့ရင်းနှီးအေးခံထားမျိုးလေးရှိတတ်တယ်ဆိုတော့ရင်ပူမှာဆိုလို့ပေါ့နော်ပြီးတော့မှဖိုးဖွားလာတော့မှအေးခံထားတဲ့ဟာလေးတွေကိုချတာပေါ့နော်အဲ့အရင်အေးဝါလည်းမဟုတ်ဘူးနည်းနည်းနွေးအနေထားလေးပေါ့နော်အေးဝါလည်းရင်းနှီးကတောက်လို့မကောင်းတော့လေတချို့ကျတော့အေးတာကြိုက်တယ်ပေါ့နော်တချို့ကျတော့နွေးတာကြိုက်တယ်တချို့ကျပူတာကြိုက်တယ်အဲ့တော့ real chance ရဲ့အကြိုက်ကိုလိုက်ပြီးတော့ဖိုးဖွားရဲ့အကြိုက်ကိုလိုက်ပြီးကျွန်တော်တို့ကပြင်ဆင်ပေးနိုင်မယ်ဆိုလို့ရှိရင်ဒါဘာဖြစ်လဲဆိုတော့သူ့ရဲ့ရှင်းနိုင်ခန့်ကြီးပေါ့နော်ဘဝကကျွန်တော်တို့ပေါ်ယုံကြည်မှုရလိမ့်မယ်ယုံကြည်မှုဘဝယုံကြည်မှုရနိုင်လိမ့်မယ်ပေါ့နော်ဆိုတော့ရှင်းနိုင်ခန့်ကြီးလည်းအရေးကြီးပါတယ်ဆိုတော့ဒါကတော့ tip and trick ပေါ့နော်ဆိုတော့နီလန်းလေးတွေပေါ့ဆိုတော့မှထားပါတော့ तू ကရင်းနဲ့အပူကြိုက်တယ်ဆိုရင်ဟိုနည်းနည်းလေးပူတာလေးချပေးလိုက်ပေါ့နော်နှွေးတာကြိုက်တယ်ဆိုရင်နှွေးတာလေးချပေးပေါ့ဒါပေမဲ့ကျွန်တော်ရင်းနှွေးရဲ့အခြေအနေကိုတော့ပြောတင်တယ်ပေါ့နော်မပူတယ်ဆိုလဲပူတယ်ပေါ့ချက်တော့အတတကိုက်တယ်စီရောနည်းနည်းလေးနှွေးတယ်ဆိုလဲနှွေးတယ်ပေါ့နော်ချက်တော့စမဲတိုင်းတယ်စီရောအေးတယ်ဆိုလဲအေးတယ်ပေါ့ဒါမျိုးလေးပြောတင်ပါတယ်နော်အဲ့တော့ဒီမှာဆိုရင်တော့ပူတယ်တဲ့မာသာအာဆီတယ်စီရောပူနေတော့ပါပဲတဲ့နော်အဲ့တော့ Okio skate ကူရာဆိုင်အမ Kio skate ကူရာဆိုင်နဲ့ဂျူးပုံပေါ့နော်အဲ့လောက်ဆိုရင်လည်းအဆင်ပြေပါတယ်ဒီမှာဆိုလို့ရှိရင် Okio skate ကူရာဆိုင်ရှေ့မှာ O လေးထည့်ပြောတယ်ပေါ့နော်ဆိုတော့တတိထားပါတဲ့ဖဖဘာပြန်ပြောလဲဆိုတော့ဒိုင်းကျော်ဘူးတဲ့အဆင်ပြေတယ်ပေါ့နော်အာဆီဟိုက Oishi ပါရောတဲ့အဲ့တော့ဒီပူတဲ့ဟာပေါ့နော်ပူနေတော့ပဲရတာရှိတာတဲ့ဆိုတော့သူကတော့ပူတဲ့လူကြိုက်တယ်ပေါ့နော်ဆိုတော့သူ့ကိုထားခဲ့မယ်
အဲ့တော့ got phone ကောပေါ့နော်အဲ့တော့9မိနစ်ကြာပြီးတဲ့နောက်မှာ田中さんお待たせしましたနော်ဖွားဖွားရေနော်田中さんရေစောင့်ဆိုင်စေစောင့်ဆိုင်စေခဲ့မိပါပြီပေါ့နော်မြန်မာလိုဘာသာပြန်တော့အဲ့လိုပြောရမှာပေါ့အဲ့တော့ကျွန်တော်တို့ကဒီမှာချော့သူ့ကိုစောင့်ဆိုင်စေခဲ့တယ်ဆိုလို့ရှိရင်နော်ဒီလိုမျိုးစောင့်ဆိုင်စေခဲ့တယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာဒီတေချာပေါက်စကားလေးပြောရမယ်နော်အိုမာတာဆေရှိမာရှိတာတို့ပါဒါမျိုးလေးချော့တိုမာတေကူရာဆိုင်လို့ပြောပြီးနောက်ကအိုမာတာဆေရှိမာရှိတာဆိုတာလေးကကျွန်တော်တို့တေချာပေါက်ကိုပြောရမယ်စကားလေးပေါ့နော်အဲ့တော့ဖွားဖွားရေစောင့်ဆိုင်စေခဲ့မိပါပြီဆိုတော့ဒါလေးမှတ်ထားရနော်အဲ့တော့ဟီရုကိုခီမာရှိတာရောအဲ့တော့နော်နှိမ့်လက်စားလာပါပြီတဲ့ဒီတာခီမာရှောတဲ့တော့စားကြရအောင်ပေါ့နော် sorry ကျွန်တော်ဒီမှာမှားနေတယ်เนาะအာဆာဂိုဟန်လို့ပြောပြီးတော့ဒီမှာကျတော့ဟီရူဂိုဟန်ဆိုပြီးပြောင်းပြောပြထားတယ်เนาะအဲ့တော့မှန်ရမဟုတ်ဒီမှာအာဆာဂိုဟန်ဖြစ်ရမှာ sorry အာဆာဂိုဟန်ခီမရှာရောတဲ့မနေ့စာလာပါပြီပေါ့เนาะအီတာတာခီမရှာတဲ့စားကြရအောင်တဲ့ဆိုတော့ဘဝဘာပြောလဲဆိုအာရီဂါတိုတဲ့เนาะကျေးဇူးတင်ပါတယ်တဲ့အီခါအိုရီစတက်မတ်နဲ့တဲ့အမအီနီယိုရီတို့ပါเนาะဒါပြောလေးပြောရမှာဆိုတော့ဒီအရာအနံ့လေးမွေးနေတယ်เนาะတဲ့အိုရှိဆိုတဲ့เนาะဆိုတော့အရာသာရှိမဲ့ပုံပါပဲတဲ့よかったですねတဲ့たくさん召し上がってくださいဆိုတော့ကျွန်တော်တို့ဒါမျိုးလေးပြန်ပြောတင်တယ်ပေါ့နော်ကောင်းလိုက်တာတဲ့ဒါဆိုလို့ရှိရင်ပေါ့နော်たくさん召し上がってくださいနော်အများကြီးစားပါ召し上がるဆိုတော့ကျွန်တော်တာဘဲတူကိုကျွန်တော်မြင့်ပြောတာပေါ့နော်အဲ့တော့召し上がってくださいအများကြီးစားပါဆိုပြီးပြောခဲ့တယ်ပေါ့နော်じゃたくさんいただきましょうလို့ပါလေပြောလို့ရတယ်ပေါ့နော်いただきますဆိုတာလေထမင်းစားတာကိုပြောချင်တာပေါ့နော်ဆိုတော့အဲ့လိုမျိုးလေးပြောလို့ရပါတယ်အဲ့တော့နိုင်ဝက်ကြာမှာပေါ့နော်အဲ့တော့ Gochitsu sama deshita တဲ့ဆိုဖွားစားပြီးပေါ့နော်သူပြောတယ်တချို့ကြလည်းမပြောဘူးပေါ့နော်ဒီတိုင်းလေးပဲရင်းနှီးတောင်းနေအဲ့ချိန်မှာကျွန်တော်အချင်းချင်းကြည့်ပြီးတော့ဒီယောက်ကစကားလေးကိုပြောရမှာပေါ့နော်အဲ့တော့ kirei ni taberareta desu ne တဲ့နော်အဲ့တော့ဒီ kirei ni ဆိုတာဒီမှာလှလှပပလေးစားထားတယ်ဆိုတာလေဒီမှာအကုန်စားထားတယ်ပေါ့နော်အဲ့လိုမျိုးတမျိုးတေချာလေးစားထားတာပဲဆိုတဲ့အဓိပ္ပာယ်နဲ့ပြောရမှာပေါ့နော် kirei ni taberareta desu ne ဆိုတာတေချာလေးစားထားတာပဲတဲ့ hirugo wa ikanga deshita ga တဲ့နှိမ့်လဲစားပေါ့နော်ဒီမှာတင်မနက်ကအာဆာကွန်လို့ပြောခဲ့တယ်ဒီမှာအာဆာကွန်ရပေါ့နော်အဲ့တော့မနက်စာဘယ်လိုနေပါသလဲတဲ့ဆိုတော့နော်ဒါဖွားဖွားကိုကျွန်တော် care လုပ်တာပေါ့နော် view site ပေးတာသူရတာဘယ်လိုနေလဲဗာသူ view site ပေးတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့တော့သူကဗာပြန်ပြောလဲဆိုရင်今日はトマトサラダが美味しかったတဲ့ဒီနေ့ကဒီအာလူတုတ်ကပေါ့နော်အရသာရှိခဲ့တယ် sorry トマトဆိုဒီနေ့ကခရမ်းညီစီတုတ်ကပေါ့နော်အရသာရှိခဲ့ပါတယ်တဲ့やっぱり味噌もぬるくて美味しかったですねဒီဥစ္စာပေါ့နော်ထင်ထားတဲ့အတိုင်းပဲသူကကအနံမွေးထားပြောတာဟုတ်အဲ့ထင်ထားတဲ့အတိုင်းပဲတဲ့味噌အရေးရပေါ့နော်အရေးတော့ဟင်းရလည်းပဲぬるくてနှွေးပြီးတော့တဲ့美味しかったですよတဲ့ရတာရှိနေရပဲတဲ့ဆိုတော့ကျွန်တော်ကဘယ်လိုပြန်ပြောတင်လဲဆိုတော့お好みに合いましてဒီမှာお好みဆိုတာကြိုက်တာနဲ့ပေါ့နော်အကြိုက်နဲ့合いましてအကြိုက်တွေ့သွားလို့တဲ့よかったですねတဲ့အဲ့ကောင်းလိုက်တာတဲ့အကြိုက်တွေ့သွားလို့ကောင်းလိုက်တာတဲ့နောက်တစ်မျိုးဘယ်လိုပြောလို့ရလဲဆိုတော့ဒီ economy နေရာပဲကျွန်တော်တို့က okuchi ni aimashite ပေါ့နော် okuchi ni aimashite yokata desu ne ဆိုတာမျိုးလေးပေါ့နော်အဲ့တော့ဒီ okuchi ni aimashite yokata desu ne တော့ကျွန်တော်ဒီ green တွေ့သွားလို့ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့တော့ green တွေ့သွားလို့ကောင်းလိုက်တာတဲ့ ocha no kawari ga ikanga desu ka တဲ့ရင်နှွေးရရောတဲ့အပိုထက်ရောမလားတဲ့ okawari ဆိုတာအပိုပြောကြတာပေါ့နော်ရင်နှွေးထက်ရောမလားတဲ့ဆိုတော့ဖွားじゃもう少しちょうだいねちょうだいဆိုတာくださいဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့တော့ Moskoshi Kura size ဆိုတာမျိုးနောက်ထပ်နည်းနည်းလောက်ထပ်ပေးပါဦးနဲ့ Moskoshi ချောတိုင်းနော်အဲ့တော့ချောတိုင်း Kura size ကျွန်တော်အားလေးချောတိုင်းကိုရီချောတိုင်းအားလေး step ချောတိုင်းကိုရီ step ချောတိုင်းဆိုတာမျိုးဒါလေးလုပ်ပေးစမ်းပါလို့နော်ဒါလေးပေးပါအဲ့လိုပုံစံမျိုးနဲ့သုံးကြတယ်ပေါ့နော်ဒီချောတိုင်းဆိုတဲ့အဓိပ္ပာယ်လို့လည်းမှတ်ထားစီခြင်းတယ်ပေါ့နော်အဲ့တော့စဝင်နဲ့ဗာပြန်ပြောလဲဆိုရင် hi ဒိုဇိုဆွီဘွန်မိုတိုင်းကြီးですねတဲ့နော်ဆွီဘွန်ဆိုတာရေဓာတ်ပေါ့နော်ရေဓာတ်ကလည်းပဲရေးကြီးတယ်နော်တဲ့ပြတော့မှာဒိုးဆိုပေါ့နော်ပေးလိုက်တယ်တောက်သုံးဆောင်ပါတဲ့ဆွေးပုံမတိုင်းကြီးですねတဲ့ရေဓာတ်ကလည်းရေးကြည့်တယ်နော်တဲ့では初期はお茶げしてもよろしいでしょうかတဲ့နော်အဲ့တော့ဒီဗကန်ခွက်ရောက်တွေကကျွန်တော်တို့သိမ်းလို့ရပါပြီလားတဲ့နော်စာငယ်してもよろしいでしょうかよろしいですかပေါ့နော်သိမ်းလို့ရပါပြီလားတဲ့အဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့ကဂေါဟန်ကိုစာငယ်တဲ့မいいですかအမျိုးလေးရတာပဲနော်သမီးကိုသိမ်းလိုက်လို့ရပြီလားနော်အမအိုဆာရာကိုစာငယ်တဲ့မいいですかနော်ဗကန်သိမ်းလိုက်လို့ရပြီလားအဲ့လိုစာပြီးသားဗကန်အဲ့လိုသိမ်းတာကိုကျွန်တော်စာငယ်လူနဲ့တုံးတယ်ပေါ့နော်အဲ့တော့ခါတာစကက်တဲ့မいいですかလည်းမှာပြောတော့ပြောကြပါတယ်မာချီကာကြီးတို့ကရေးတာပေါ့နော်မားတယ်လို့ပြောလို့မရပါဘူးဆိုတော့အဲ့လိုဂျပန်တွေလည်းပြောကြတာပဲနော်ခါတာစကက်မက်စီရောတို့ပါဒါမျိုးလေးပြောကြတယ်ပေါ့နော်ဒီမှာတော့ကျွန်တော်တို့သုံးများတဲ့ဟာတော့စာငယ်လူပေါ့နော်ဒါမျိုးလေးသုံးတယ်နော်ရှော့ကီကိုစာငယ်လူတော့ကွန်ဟန်ကိုစာငယ်လူဒါမျိုးလေးတွေသုံးကြပါတယ်အဲ့တော့ဗကန်သိမ်းမှဆိုဒီလိုစကားပြောလေးပြောပါနော်အဲ့တော့ကျွန်တော်တို့ကစာငယ်မဒီစော့ကနေပေါ့နော်ဒီတိုင်းသူဘာမှမပြောဘဲနဲ့သူရှိတဲ့ဗကန်တွေတိမ့်လိုက်တာမျိုးမဟုတ်ဘဲနဲ့ဒီလိုမျိုးစကားလေးပြောပြီးတော့ပေါ့နော်နောက်ဆုံးခွင့်ပြုချက်တောင်းပြီးတော့မှ
နော်တိမ့်လိုက်တာတော့အသင့်တော်ဆုံးဖြစ်ပါတယ်အဲ့တော့ high swimasan နဲ့တဲ့သူကလို့သူပကံဆိုတော့ကျွန်တော်ဆေးပြရတာဘာနဲ့သိမ့်ပြရဆိုတော့သူကအားနာတယ်ပေါ့နော် high swimasan နဲ့တဲ့တောင်းမှပါတယ်နော်တဲ့ဆိုတော့ကျွန်တော်ဘာလို့ဒီမှာတော့ရှိစတဲ့ရှိမှဆိုခွင့်ပြုပါဆိုတဲ့ပုံစံမျိုးလေးနဲ့ပဲပြန်ပြောတယ်ပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တို့ကဒီသင်ခန်းစာမှာကျွန်တော်တို့ကဘာကိုနှိမ့်ချော့လိုက်မလဲဆိုတော့အဲ့တော့ဒီဖွားဖွားကိုစောင့်ခိုင်းမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာရှော့ရှော့မချီကူရာဆိုင်ဆိုတဲ့ဟာလေးပြင်ဘယ်လောက်စောင့်ရမလဲပေါ့နော်ဘယ်လောက်စောင့်ရမလဲခမန်းကြည့်လောက်ကျွန်တော်တို့ပြောခဲ့လိုက်ပေါ့နော်ဆိုတော့အဲ့ဒါပြောပြီးလို့ရှိရင်ကျွန်တော်တို့ကဘာပြောမလဲဆိုတော့ဒီမှာစောင့်ဆိုင်ကြည့်ခဲ့မိပါပြီဆိုတဲ့စကားလို့တေချာပေါက်ပြောမယ်ပေါ့နော်ဥမာဒါဆေရှိမရှာဆိုတဲ့စကားလုံးလေးတေချာပေါက်သုံးပါမယ်ပြီးလက်ပြီးတော့ကျွန်တော်ဒီဥစ္စာမျိုးလေးပေါ့နော်အီတာကီမာရှော့တချို့ဖွားဖွားတွေကြတော့စောင့်နေတယ်ပေါ့နော်ဒီမှာကျွန်တော်တို့ဘ ഹു ဆိုတာထပ်ပြောချင်တာတခုတချို့ခော်တွေကြောင့်ချပြီးရင်ချက်ချင်းတန်းမစားခိုင်းဘူးအကောင်လုံးချပြီးတော့မှနော်မီနာဆန်ခါဇိုကူနီခန်းရှာစတေဒါကီမာရှော့ဆိုပြီးပေါ့နော်အဲ့တော့မီနာဆန်ရေဖွားဖွားတို့ရေဒီမိသားစုကိုကျေးဇူးတင်တဲ့စိတ်နဲ့ပေါ့နော်သုံးဆောင်ကြရအောင်ဆိုပြီးတော့မှအဲ့လိုပြောလိုက်တော့မှခံပြီးတော့မှအဲ့တော့မှဘဘတွေကနေအီတာကီမာဆိုပြီးပြောပြီးတော့မှစားကြတာပေါ့နော်ဆိုတော့အဲ့လိုခော်ရလည်းရှိရဲ့အချို့ခော်ရကြတော့ဟိုချပေးပေါ့နော်ဖွားဖွားကိုချပေးလိုက်တယ်နော်ဖွားဖွားတန်းစားဆိုတဲ့ပုံစံမျိုးလည်းရှိတယ်ပေါ့နော်ဒါကတော့ခော်ရတစ်ခုနဲ့တစ်ခုတော့မတူဘူးပေါ့ဆိုတော့အဲ့ဒါကျွန်တော်တို့ကဘာဖြစ်ဖြစ်ပေါ့နော်ကျွန်တော်အီတာကီမာရှော့စားလို့ရပြီဆိုရင်အီတာကီမာရှော့လို့ပြောလိုက်တာလည်းဖွားဖွားရတယ်ပဲစားလို့ရပြီဆိုပြီးတော့ဒါအီတာကီမာဆိုပြီးစားတယ်ပေါ့နော်ဆိုတော့ဒါလေးကတော့ဘူးတူတာပေါ့နော်အဲ့တော့ဒီမှာနောက်တစ်ခုကကြတော့နော်အခုကြည့်နေIMAS နဲ့တို့ economy နဲ့ IMAS နဲ့တို့ပါဒါမျိုးလေးပေါ့နော်အဲ့တော့အကြိုက်တွေ့တယ် green တွေ့တယ်ဆိုတဲ့စကားလုံးလေးနော်ဒါလေးလည်းမှတ်ထားသင့်ပါတယ်အဲ့တော့အကြိုက်မတွေ့ဘူးဆိုရင် economy နဲ့ awana kute နော်Zanan des ပေါ့နော်ဒါမှမဟုတ်လို့ရှင်လေeconomy နဲ့ awana kata ですね comment နာဆိုင်တော့ဒါမျိုးလေးပေါ့နော်အကြိုက်မတွေ့ခဲ့ဘူးလားတောင်းပန်ပါတယ်ဗျာဒါမျိုးလေးတွေပေါ့နော်ဆိုတော့အဲ့လိုမျိုးလေးတွေပြောပေါ့နော်လိုရမယ်ရပေါ့အဲ့တော့ပြီးလို့ရှိရင်ကျွန်တော်ဗကန်သိတဲ့ခါမှာခွင့်ပြုပါဆိုပြီးတော့ပြောပြီးမှသိနေပေါ့နော်ဆိုတော့အဲ့ဒါလေးတွေမှတ်ထားသင့်ပါတယ်အဲ့တော့တကယ်လို့ဘိုးထမင်းနေဟင်းနေကြံနေတယ်တိတ်မစားဘူးဆိုလို့ရှိရင်ရောကျွန်တော်ဘယ်လိုပြောကြမလဲပေါ့နော်အဲ့ဒီသင်ခန်းစာလေးကိုကျွန်တော်တစ်ချက်ကြည့်လိုက်ရအောင်ကြောလိုက်မယ်ပေါ့နော်အဲ့တော့စံကျုပ်ပုံကကျွန်တော်တို့နိုင်ဝက်ကြာကျွန်တော်ဖူးဖွားကခုနကထမင်းကျွေးပြီးတော့နိုင်ဝက်ကြာပေါ့နော်အဲ့တော့ဖူးဖွားနေကိုကျော်ဆာမတက်ချာဆိုပြောတယ်အဲ့ကျွန်တော်တို့ကအမှသွားပြီးတော့သွားကြည့်မယ်ပေါ့နော်သွားကြည့်ပြီးတော့ hi ကိုကျော်ဆာမတက်ချာဆိုပြီးတော့နောက်ကလေးတန်အောင်လေးလိုက်ပေးလိုက်ပေါ့နော်အဲ့တော့သူ့နာမည်လေးကိုခေါ်မယ်တနာကဆန်အာစာကွန်အောင်တို့တက်ချာကတဲ့မနက်စာဘယ်လိုနေလဲတဲ့နော်ခုနကသူမနက်စာကိုကျွန်တော်တို့ကျွေးနေမနက်စာဆိုမနက်စာပေါ့နော်အဲ့တော့ oishi desu ka တဲ့ရတာရှိပါရဲ့လားတဲ့ကြည့်လိုက်တော့ကျွန်တော်ကြည့်လိုက်တော့နည်းနည်းလေးပို့နေရပေါ့နော်မင်းနေတိတ်စားတာမတွေ့အဲ့တော့ oishi kata desu yo တဲ့အဲ့တော့ရတာရှိပါတယ်တဲ့ yokata desu ne တဲ့တော်သေးရပေါ့တဲ့ဒဲမို့ဒါပဲမဲ့လည်းပဲတဲ့ဒါဆိုင်ဝါစကိုရှိနော်ကိုတဲမက်စီရောတဲ့နော်အသီးအရွက်တွေကနည်းနည်းကြံတယ်မှာကျွန်တော်ဘာပြောမလဲဘာတွေ့ရလဲနော်တွေ့ရတဲ့ဟာလေးပြောပါနော်ဟိုမှာဒိုင်ကွန်းတို့ဘာလို့ထားမလဲဟိုကျွန်တော်တို့အခုရာတို့ဘာလို့နော်အဲ့တော့ဒီကျွန်တော်တို့မုံလာဥတွေကြံနေတယ်တို့ကိုတွေ့ရတဲ့အသီးရွက်လေးပေါ့နော်ဒါမျိုးလေးတွေပြောဒီမှာတော့ရာဆိုင်နဲ့ကျွန်တော်အသီးရွက်နဲ့ဆိုကျွန်တော်ဒီတိုင်းလေးသုံးပြထားတယ်ပေါ့နော်စကိုရှိနော်ကိုတဲမက်စီရောတဲ့နည်းနည်းလေးကြံနေပါတယ်တဲ့ဒါပဲမဆန်ကမစားဘူးလားတဲ့နော်စကီဂျာနိုင်ですかတဲ့ဒါမှမဟုတ်အခုကြည့်နေအာဝါနိုင်ですかတော့ပါဒါမှလည်းပြောလို့ရတယ်ခုနကကျွန်တော်သုံးပေးထားတာဆိုတော့အဲ့တော့ဒီမှာဆိုရင်လည်းစကီဂျာနိုင်ですかမနစ်သက်ဘူးလားတဲ့ဆိုတော့ဘာဘာပြန်ပြောလဲဆိုရင်ရဆိုင်ဝါတဲ့အိုရှိခုနိုင်ですよတဲ့ရတဲ့နော်ဒီနာအရသာမရှိဘူးတဲ့ရတဲ့မစားချင်ဘူးတဲ့သူမကြိုက်ဘူးပေါ့နော်ဒါမျိုးလေးပြောတယ်အဲ့တော့ကျွန်တော်ကဘယ်လိုပြန်ပြောတင်လဲဆိုရင်ဒဲမိုဒါဖြစ်မဲ့တဲ့တနာခဆန်ဖွားရဲ့ရဆိုင်ဝါခရာရတော့တမယ်ဤですよအဲ့တော့ဒီနာခနာကိုတော့ကောင်းတယ်လေတဲ့နော်နောက်မယ်လေမဲတော့တမယ်ဤですよတို့ပါတော့နော်မီဒိုရီတော့နော်အဲ့တော့မီဒိုရီတို့တော့ရဆိုင်ဝါဒါဘာဖြစ်တယ်ဆိုပြီးတော့ဗောနော်အဲ့တော့ဒီအစိမ်းရောက်ဒီနာတွေကညလုံးအတွက်ကောင်းတယ်တော့ဗောဒါမျိုးလေးဗောနော်မင်းသားဆန်တို့ဟိုကိုတီးတလောက်လေးဗောနော်အဲ့တော့နီဟွန်ကောလေးနဲ့စီကဘက်ကုန်းလေးပြောပြလိုက်ဗောဒီမှာတော့ကျွန်တော်ကဒါဥမာလေးပြထားတာဗောနော်ခန္ဓာကိုယ်အတွက်ကောင်းပါတယ်တဲ့ဆန်းစေးခါရမို့တော့ဆရာဝန်ရှိရလဲပဲဗောနော်ဆန်းစေးမိုးဆိုပြီးတော့ဒါလေးရဆန်းစေးခါရမိုးပြောလေရနော်ဆန်းစေးမိုးဒါပဲတဲ့ယူတတဲ့ရှောဆိုတာမျိုးဗောနော်အဲ့တော့ဆရာဝန်ကလည်းပဲစားပါဆိုပြီးတော့ပြောထားတယ်မလားတဲ့စကောရှိတယ်မို့ဂမ်ဘာဒီမာရှော့ကနည်းနည်းတော့ပဲဖြစ်ဖြစ်စူးစမ်းကြည့်ကြမလားတဲ့ပြီးလည်းပြီးတော့じゃあ私がやりますよやりますがခွင့်ပြုပါမယ်ဆိုတာမျိုးပေါ့နော်ဒါမှမဟုတ်私が手伝いますよဒါမျိုးလေးတုံးပါပြောနော်ဒါပဲさせますよဆိုပြီးတော့မတုံးနဲ့အဲ့ဒါတော့မကောင်းဘူးပေါ့နော်ဒီမှာတော့私がやりますよဆိုတာမျိုးလေးရပါပြီဒိုဇိုဆိုတာမျိုးပေါ့နော်အဲ့တော့အားဆိုတာပါဇက်ဟာခိုင်းတာပေါ့အဲ့တော့ဘဘဟာပြီးတယ်ကိုကွန်းဆိုတာကျွန်တော်တို့ဒါ
ပုံစံပေါ့နော်မျိုးချလိုက်တဲ့အတက်ပေါ့အဲ့တော့ဒါပဲမှစားပြီးပါပြီဆိုတာမျိုးပေါ့နော်ဒီမှာကွန်းနဲ့လည်းတုံးတယ်ခွန်းနဲ့လည်းတုံးတယ်ပေါ့နော်ခွန်းဆိုလို့ရှိရင်ဒါစားပြီးပါပြီဆိုတာမျိုးပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ပေါ့နော်သမီးကလည်းစားပါဆိုတဲ့ဟာမျိုးပေါ့နော်မဇုမဲဆန်ခါမလို့မဇုမဲဆန်မို့နော်မဇုမဲဆန်ခါရမို့ရဆိုင်မို့ဒါပဲတဲ့ဟိုရှိသူယူရတဲ့တရောဆိုပါဒါမျိုးလေးပေါ့နော်အဲ့တော့သမီးစီကနေပြီးတော့ဟင်းသီးရဲ့လည်းစားစေချင်တယ်လို့ပြောထားတယ်ဗာညာဒါမျိုးလေးပေါ့နော်ဆိုတော့သူ့ကိုဘယ်လိုကြွေးမလဲပေါ့ तू က तू သမီး तू သမီးကိုချစ်တဲ့သူလားဒါမှမဟုတ်ဆရာဝန်တွေကိုနည်းနည်းလေးပြောစကားနားထောင်နေတူလားပေါ့နော်ဆိုတော့ချို့ကြဆရာဝန်ဆွဲရှိရပေါ့နော်အဲ့ဆရာဝန်ကပြောရင်နားထောင်နေလို့ပါတော့ဒါမျိုးလေးတွေကျွန်တော်မြန်မာလိုပါပဲနော်ဆိုတော့အဲ့လိုမျိုးလေးရှိရတဲ့ကြောင့်မို့သူ့ရဲ့အားသာကြားနေကြဝင်တော့တည်နေလို့ရှိရင်ဒါနည်းနည်း take care လုပ်လို့ရတယ်ပေါ့နော်အဲကျွန်တော်ခွင့်ကျွေးလိုက်တယ်အဲ့ချိန်မှာမစားဘူးရဆိုရင်ဘာဖြစ်လဲရက်လိုက်ပေါ့နော်အတင်းကျွေးကြမလို့ပါဘူးเนาะမူရိယာတွေလုံးစရာမလိုဘူးဂျာခေါ်ပါရဆိုင်ပါဒါပဲမဆန်နဲ့ဆိုပြီးရပြီအဲ့လောက်ဆိုရင်เนาะအဲ့လောက်ဆိုရင်ထားလိုက်တော့အတင်းကျွေးကြမလို့ပကံနေသိမ့်လိုက်ပေါ့เนาะဆိုတော့မစားရင်တင်းကျွေးကြမလို့ကိုစူးစမ်းကြည့်လို့မှမစားရင်လက်လျှော့လိုက်ပေါ့เนาะဒါဒီစိတ်ကလေးဒီချစ်တာဒီစိတ်ကလေးပေါ့เนาะဒီသဘောတရားလေးကိုမင်းဆန်တို့မှတ်ထားဖို့လိုတယ်ဘာဖြစ်လို့လဲဆိုတော့ဒါတွေကဒီခိုင်းဝကမ်းမှာတွေးရတတ်လို့ပေါ့เนาะငါမတွေးလို့ရှိရင်တည်ရမလားငါမြင်ပြောခံရမှာလားเนาะငါနဲ့အစီမပြေငါပြောခံရမလားဆိုစိတ်ကျွန်တော်အရင်တော့လည်းလုပ်ငန်းဝင်စဝင်တော့လည်းအဲ့လိုစိတ်တွေရှိခဲ့ဘူးတဲ့เนาะဟိုတခြားဝန်ထမ်းတွေစီကပြောခံရမှာဆိုလို့မကောင်းမြင်ခံရမှာဆိုအဲ့လိုစိတ်တွေရှိခဲ့ပြီးတော့မစားချင်တဲ့ဘဝတွေအတင်းကျွေးတာအဲ့လိုမျိုးတွေလုပ်ခဲ့ဘူးတယ်ပေါ့နော်အဲ့မဲ့တကယ်အကြောင်းတွေပါတက်ပြီးတော့မှဆရာမတွေတင် जा မှုကြောင်းတာပဲပေါ့နော်ဒါအမှန်တကယ်တော့မလုပ်တင်ဘူးဆိုတဲ့ဟာမျိုးကျွန်တော်နားလည်လာတာပေါ့နော်အဲ့တော့ဒီပြုမှုတွေကမှားနေတယ်ဆိုတာကိုကျွန်တော်တို့မင်းနာဆန်တို့เนาะမျှဝေပေးတာပါဆိုတော့လုပ်ငန်းခွင်မှာလူတိုင်းလည်းမမှန်ဘူးပေါ့နော်ဝန်ထမ်းတိုင်းလည်းမမှန်ဘူးဆိုတော့ဒါလေးနားလည်ထားဖို့လိုပဲဆိုတော့เนาะအဲ့တော့ထားပါတော့เนาะတင်ကန်းစာဆက်အောင်မူရိယတွေတော့ဖို့မလိုဘူးပေါ့နော်အဲ့တော့ဆက်သွားအဲ့ဟိုက်ဂမ်မာရီမတ်စတာနဲ့တဲ့စူးစမ်းခဲ့ပါတယ်တဲ့အာဒီကာတိုဇိုင်းမှာကျေးဇူးတင်ပါတယ်နော်သူစားပေးလို့ပေါ့နော်ကျေးဇူးတင်ပါတယ်တဲ့ではもう預かってもいいですか下げてもいいですかအဲ့တော့ကြိုက်တာနဲ့ပြောပေါ့နော်預かるဆိုပြီးတော့လည်းပြောကြတယ်ပေါ့နော်ပုံမှန်ဆိုရင်တော့ကျွန်တော်တို့က預かるဆိုတဲ့အဓိပ္ပာယ်ဘာလဲဆိုတော့ခဏထိမ့်သိမ့်ပေးထားတာပေါ့နော်သိမ့်ဆက်ပေးထားတာဆိုတော့မပြောင်းပြအောင်ခဏသိမ့်ဆက်ပေးတာအဲ့လိုပုံစံမျိုးနဲ့သုံးတယ်ပေါ့နော်ဒါပေမဲ့လည်းပဲဒီဘန်တွေပြောကြတယ်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်ထည့်ပေးထားတာသူ့ရဲ့ဒီချားနေရာမှာဆိုရင်တော့သူ့ရဲ့သုံးတော့အဇကားတို့ဆိုတာခဏသိမ့်မိထားတယ်ပေါ့နော်မပြောင်းပြအောင်သိမ့်မိထားတယ်သိမ့်ဆက်ထားတယ်ဆိုတဲ့အိမ်နဲ့သုံးတာပေါ့နော်ဆိုတော့ခါတာစကဲတို့အဇကားတို့သုံးကြတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်ဆိုင်ငယ်တဲ့မို့ကြီးတဲ့စကားပြောလို့ရတယ်ပေါ့နော်ခါတဲ့စကဲတဲ့မို့ကြီးတဲ့စကားဆိုတာမျိုးလေးပေါ့နော်ခွင်တောင်းပါတခြားဘောက်ခွင်တောင်းပါနော်ခွင်တောင်းပြီးမှသိမ့်ပါအဲ့တော့ဂေဇန်တဲ့မို့ကြီးတဲ့စကားဂေဇန်ကတော့တိတ်တော့မသုံးဘူးပေါ့နော်ဂေဇန်ကကျွန်တော်တို့ဘာလုပ်တာလဲဆိုလို့ရှိရင်ဒီခိလိုခုတွေရေးတဲ့အခါမှာသုံးတဲ့စကားလုံးတွေပေါ့နော်ဆိုတော့ဒီမှာတော့တိတ်တော့မသုံးဒါပေမဲ့လူရမယ်ရထည့်တာပေါ့နော်အဲ့တော့ဘဘဝန်နိုင်ငံရှိမှဆိုတောင်းဆိုပါတယ်နော်ဟိုက်ရှိစေရှိမှခွင့်ပြုပါတယ်ဆိုပြီးတော့ပေါ့နော်ဒါမျိုးလေးပြောတယ်ပေါ့အဲ့တော့ဒီကျွန်တော်တို့ပေါ့နော်ဒီမှာဗာလဲဆိုလို့ရှိရင်ဒီကလို့ဖိုးဖွားပြန်မပြောနိုင်တဲ့သူပေါ့နော်ပြန်မပြောနိုင်တဲ့သူဖြစ်နေမယ်ဆိုရင်တော့မှကျွန်တော်တို့ဗာပြောရလဲဆိုတော့နော်ကိုဟန်ဥစားငယ်ရှိမှစနေတို့ဗာလို့ဒါမျိုးလေးတွေအတန်ပေးပြီးတော့မှတိမ်ပေါ့နော်ဒါအတူပေါ့ကျွန်တော်တို့ရထားတဲ့လေးစားမှု respect ပေါ့နော်ဆိုတော့ဆွန်ခေပေါ့အတူရဲ့ဒီဥစားကိုကျွန်တော်တို့ကဒီဖြစ်တည်မှုပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကဒီလေးစားတယ်ဆိုတဲ့အဓိပ္ပာယ်သူ့ကိုလေးစားတယ်ပေါ့နော်အဲ့ဒီအဓိပ္ပာယ်နဲ့ကျွန်တော်တို့ကသူ့ကိုအတန်ပေးပြီးတော့မှခွင့်ပြုချက်တောင်းပြီးတော့မှတိမ်နိုင်မယ်ပေါ့နော်သူပြန်မပြောလဲပဲကျွန်တော်တို့ကပြောရမယ်ဝတ္တရားရှိရပေါ့နော်ခွင့်ပြုချက်တောင်းရမယ်ဝတ္တရားရှိရဆိုတော့အဲ့ဒါလေးတွေအမေနဲ့ပေါ့နော်နောက်တစ်ခုကကျတော့ထမင်းမစားရတဲ့ကျွန်တော်ကပြောနေကြပဲကိုကစူးစမ်းပြီးတော့ကြွေးကြည့်လို့မှ तू ကမစားဘူးဆိုလို့ရှိရင်ဒါမူရိယာတွေလုံးစရာမလိုဘူးပေါ့နော်အဲ့ဒါလေးတွေမှတ်ထားရမယ်နောက်တစ်ခုကကျတော့ဒီမှတ်ညံဆွေးမှုယောဂရှိတဲ့လူတွေကျတော့သူတို့ကဟိုညင်းတယ်ဆိုတာဘာမှမဟုတ်ဒီတိုင်းညင်းတာပေါ့နော်သူတို့အဲ့လိုမျိုးသူတို့စိတ်ဘယ်လိုပြောရမလဲအချိန်နေမော်ဘူးဒီညင်းတတ်တာဆိုတော့သူတို့ကြတော့အခုခဏကြွေးလိုက်ပေါ့နော်မစားဘူးဆိုလို့ရှိရင်နောက်10မိနစ်အချိန်ခဏချပြီးတော့သွားကြွေးလိုက်အဲ့ချိန်ကျရင်စားရင်စားနေပြန်အဲ့လိုခဏပေါ့နော်ကိုယ်ခါကဲလှုပ်ကြည့်ပေါ့အဲ့လိုလုံးဝမှခဏလှုပ်လို့မှခဏမစားဘူးခဏညင်းနေမယ်ဆိုရင်ဒါကျွန်တော်ကဘယ်လိုလုပ်ရမလဲမကြွေးနဲ့တော့ပေါ့နော်ထားလိုက်ပေါ့အဲ့တော့သူများတွေဘယ်လိုလုပ်နေလဲစမ်းပိုင်းတွေဘယ်လိုလုပ်နေလဲပေါ့နော်ဆိုတော့အတင်းကြွေးတာလွဲပြီးတော့နော်အတင်းကြွေးတယ်ဆိုတာဒီကောင်လိုမျိုးဒီပါစတဲ့အတင်းထိုးထည့်တာမျိုးတွေမဟုတ်ဘဲနဲ့ရန်ဖြစ်နေတာမျိုးတွေမဟုတ်ဘဲနဲ့ရန်ဖြစ်နေတာမျိုးတွေပေါ့နော်အဲ့ဒါတွေကိုကျွန်တော်ကတူယူတာမျိုးမဟုတ်ဘဲနဲ့တခြားသူတွေဥမာခုနော်ခိုင်းကျော်စုလူနိုရောနေဥမာခုခိုင်းကျော်စုလူပေါ့နော်ဆိုတော့ဘယ်လိုမျိုးဒီကျွန်းကြည်နေပေါ့နော်ခိုင်းကျော်လုံနေလဲကိုယ်ခါကဲလုံနေလဲဆိုတာလေးတွေကိုအတူယူပါနီလန်းလေးတွေကိုအတူယူပေါ့နော်ဆိုတော့တကယ်လို့ကိုကမကြွေးနိုင်သေးဘူးအဆင်မပြေဘူးဆိုရင်တို့လည်းမေးပေါ့နော်စိုးတန်းလုပ်ပြီးတော့မှမေးပေါ့နော်အဲ့လိုမှမဟုတ်ဘဲနဲ့ဒီအတင်းလုပ်တယ်ဆိုတဲ့အတင်းကြွေးတယ်ဆိုတဲ့နီလန်းတွေကိုလုံးဝအတူမယူကိုဒီနောက်နေတော့သတိပေးလိုက်ပါတယ်နော်ဘာလို့လဲဆိုတော့အကောင်ဂယာကူတိုင်းလို့ခေါ်တာပေါ့နော်ညင်မနှိမ့်ဆက်မှုနဲ့သွားဆက်နွယ်နေတဲ့အတွက်ကြောင့်မလို့မင်းသားဆန်တို့ဒီအလုပ်ပြုတ်တဲ့ဒီဖြစ်နိုင်တယ်ပေါ့နော်လူကြီးကတွေ့ပါလို့ရှိရင်ဆိုတော့
ဟုတ်ပါပြီเนาะဒီနေ့ဗီဒီယိုမှာကျွန်တော်ဘူးစရာအများကြီးရမယ်လို့ထင်ပါတယ်ဒီနေ့တော့ဒီလောက်ပါပဲဗျာまた次の動画に会いましょうနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြတာပေါ့